လာမတောင်းမယ်လေဟုတ်တယ်မဲတယ်ဟုတ်မဲတယ်ဟုတ်တယ်ခံတယ်မျက်နှာမော့စမ်းဒီမှာကြည့်လိမ့်ဖို့တင်ပြမယ်ဟိုလမ်းဖို့မတင်ပါနဲ့တပည့်ဘာကြီးကြော်ပါမယ်တောင်းမှမှာလေတပည့်တင်မယ်ဘာလို့အလုပ်လာလုပ်လဲအားလုံးပဲမင်္ဂလာပါ NZ Blog နေကြိုဆိုပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့် reaction video လေးကတော့ဒီဘက်ကစီးပွားရေးအရန်ကျနော်ငွေဈေးအရန်ကျစီဈေးတွေအရန်တက်တော့ဘာမှအဆင်မပြေဘူးဗျနော်ကျွတ်တုန်ဒီတစ်ထုပ်တော့မှ9000လောက်ရှိနေတဲ့ခေတ်ဖြစ်နေပါပြီအဲ့ဒီအချိန်မှာနော်တခိုးတွေကလည်းအရန်ပေါ်လာပါတယ်အဲ့ဒါကြောင့်လည်းပဲနော်တချို့လူငယ်တွေနော်တချို့မိဘတွေကသူတို့ကိုယ်တိုင်တော့လိုက်ခိုးနေကြတာပါအခုဒီဗီဒီယိုဆဲမှာဆိုရင်ကလေးကိုအကြောင်းပြပြီးတော့ခိုးတယ်ဒါပေမဲ့ကလေးကလည်းတော်ကြီးယူရတယ်လားလူကြီးကလည်းတက်တန့်လေးဆိုတော့တခိုးလို့ဘယ်သူမှထင်မှာမဟုတ်ဘူးဒါပေမဲ့နောက်ပိုင်းမှာတော့ခဏခိုးတော့လူမိသွားတော့ဗျာသူတို့ဖြည့်ရှင်တာကလေကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်လိုက်ကြဗျာဆိုင်ခင်ကတော့တော်တော်လေးတဘောကောင်းတယ်ဘာမှမလုပ်လာမတောင်းမယ်လေဟုတ်တယ်မဲတယ်ဟုတ်မဲတယ်ဟုတ်တယ်ခံတယ်မျက်နှာမော့စမ်းဒီမှာကြည့်လိမ့်ဖို့တင်ပြမယ်ဟိုလမ်းဖို့မတင်ပါနဲ့တပည့်ဘာကြီးကြော်ပါမယ်တောင်းမှမှာလေတပည့်တင်မယ်ဘာလို့အလုပ်လာလုပ်လဲအဲ့ဆိုရင်တပည့်နောက်မတို့ကဟိုတစ်ခေါက်ပါပြီးသွားတာမနှစ်ခေါက်ထွက်လာမတို့ကတော်တော်ဟွာဖြစ်တာပဲဟိုတပည့်ဘာကြီးတပည့်တောင်းလို့တပည့်ရှိတယ်အင်းမကြီးတယ်လို့ပါနော်ပြန်လို့ပါပြန်ခလေးကညီမလည်းရှိတာပဲညီမလည်းခလေးတစ်ဖက်နဲ့ညီမလည်းလုံးနေရတာပဲအမကြီးကြော်ပါမယ်မကြီးရဲ့ဒီကနောက်လည်းဒီလိုမလာတော့ပါဘူးနော်တပည့်တောင်းမှမှာတပည့်ကြော်ပါမယ်မရဘူးလာမလို့လာမပြောနဲ့ဟုတ်ပါမယ်ကြော်ပါမယ်မတို့ကတစ်ခေါက်လည်းမဟုတ်စားတစ်ခေါက်ပါလာရဲ့ပုံကလေးကရှင်တို့မဟုတ်သေးဘူးလေဟုတ်ပါဘူးနောက်ပဲဘာလို့ပြေးသေးလဲရှင်တို့ခိုးရမှာဘာလို့ပြေးလဲရောင်းတဲ့လူကရောင်းတာကဆန်ပါဘူးဟိုတပည့်ကြောက်တိုင်းလာမပြောနဲ့မဆကြောက်တက်လားတပည့်ကြော်ပါမယ်လေဈေးအများဆုံးဟာကြီးကိုကြည့်ပြီးယူပါတော့မထက်တော့ဘူးလို့မင်းတကူထက်တယ်ဟုတ်အဲ့ဒီကနေလို့ရှိပါပြီ55ဘတ်ဖက်လည်းပါအစိမ်းရှိတာကမှပဲဒုက္ခရောက်နေတာမသိဘူးနောက်ဘက်တော့လာတဲ့ဖြစ်ပြီပဲဟုတ်တယ်ညညထိုးတယ်ဟောဒီမှာဒါပဲတော့မိုင်းအဲ့တော့မှယူဘုံမိုင်းဒီအဲ့တော့မှဟုတ်လားစီးကြည့်အောင်ယူရတူတော့ထဲပြီနောက်အဲ့လိုမလုပ်မလန်ကိုအကိုင်းနေပြီတူစပရက်ကလိုက်ကဖြစ်မှာအေးဟုတ်တယ်လိုက်ကဖြစ်ဟုတ်အစိမ်းရှိတာကမှပဲဒုက္ခရောက်နေတာမသိဘူးနောက်ဘက်တော့လာတဲ့အဲ့ဒီက6မော်အစ်စ်တူစကွန်အဲ့လိုငယ်လေးနော်ခလေးလေးအဲ့ကိုရက်ကိုဘယ်တော့မှလို့ဆိုတော့မစ်စီပါနေသူ့ရုံးလေးကိုမရှိဘူးငါးဒီမှာရှားကြည့်ပါငယ်လေးဆိုဘယ်တော့ဖြစ်မှာလဲပြီးလူရဲကြနေအကောင်လုံးကိုလည်းကိုမှမကြည့်နိုင်ဒီအမဒီမှာယူမွေးအကိုင်းနေဒီမိုးတွေကအဲ့ဒါနောက်မှနွေးနေရှိသေးတယ်နွေးနေရှိရလို့သူတို့ဘာမှမလုပ်သေးဘူးဟိုဘက်မှာကြာတော့ပြတ်သွားတာပေါ့ဒီဘက်လည်းသူတို့လာကြည့်အောင်အမထိုးတယ်ဒီမွေးဟဲ့ခါနုံမသူကတို့ယူကိုင်းကြည့်နေတယောက်တပူပြန်ချခဲ့လာဒီချကြည့်အောင်ချလုတ်ဖို့လာတာမျိုးမဟုတ်ပဲနဲ့လေဟိုမျိုးလူလျှော့သွားလို့လုတ်လိုက်တာလက်ဖို့လာတာဖြစ်တော့လေကြည့်ရတာဘယ်သူဝယ်နိုင်မဲ့ဟိုယူပါဦးနော်အေးစစ်ရှင်မေးပါဦးမနောက်သားဘူးနောက်သားနည်းပြုတ်ကိုင်းချင်းလော်ရလားလော်ရခဲအောင်ဟာမဖြစ်ဘူးလော်ရခဲအောင်ကိုင်းကြည့်နေတာအဆိုင်ချစ်တယ်ချလိုက်တယ်ယူချလိုက်တယ်မယူနေလို့ဒီဘက်ပြန်ပြီအမိုင်ဒီစောင်းနိုင်လို့ရတယ်ဒီစောင်းနိုင်24တိုင်းတော့တော့ရှင်းအမဆိုင်ကြည့်အမယူကြည့်လိုက်တယ်
ချင်းရှိသေးမှာဘုဖို့သွားလိုက်တာလေမကင်ကြည့်နေမေဘလေးဘူးလေဒီမှာနော်သိရှာတယ်2ယောက်လုံးလည်းပြန်တင်လိုက်တယ်ခဏတော့တင်လိုက်တယ်ကိုကောင်းပြပေါ့ဖုန်းလာပေးရလေသူ့ဝါရောင်းခိုင်းတယ်သူ့အမဆိုရင်မေဘလေးကင်ထားတဲ့တယောက်ပါမျိုးခဏဒီမှာမလည်းကင်မကြည့်အောက်ထဲကိုထဲလိုက်တယ်တွေ့လား2ခုလားတယောက်ကတဘူးတယောက်ကတဘူးတယောက်တော့မကင်ဘူးသူမကင်ဘူးထဲလိုက်ဒီတယောက်မကင်တော့ပြန်လာမှာဒီမှာထဲလိုက်ဒီနောက်မှာလာခိုးတာပဲနေဝဲသူမဟုတ်တော့ဒီမြောက်ကြီးဒီမှာလာထည့်ဟုတ်တယ်ဟိုမှာထည့်သွားပြီးအဲ့မြောက်ပြန်ကြည့်ဒီလိုပဲနေရတယ်ဖြစ်တော့ထွက်သွားတယ်ခိုးတာနှစ်ဘူးလုံးခိုးတာနှစ်ဘူးလုံးတစ်ထည့်ပဲခိုးတာစက်ကောင်ပါဘာအနုနဲ့ဒီအိမ်နဲ့ပါပြန်ဒီမြောက်ကြည့်စရာနှစ်ဘူးတော့ဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ထိပါပဲခင်ဗျာအဆုံးထိလိုက်ကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ